ဆိုရိုးစကားရှိတယ်မြေကြီးကရွှေသီးတယ်လို့ဆိုရိုးစကားရှိတယ်ပေါ့နော်အဲ့မြေကြီးကနေပြီးတော့ဒီလိုရွှေတုံးရွှေခဲတွေတီးတယ်လို့ဆိုလိုတာမဟုတ်ပါဘူးမြေကြီးပေါ်မှာဟိုကျွန်တော်တို့တီးပင်စားပင်စိုက်ကြအဲ့စိုက်တဲ့ခါမှာတီးပင်စားပင်ကနေပြီးတော့ရတဲ့ငွေကြေးကိုရွှေဝယ်ရတယ်ပေါ့နော်ဒီလိုဆိုလိုထားတာပါအခုကျွန်တော် channel မှာဗျာအားလုံးသိပြီးသားပါခရမ်းသီးတအားဖြစ်တာအခုကြည်သားမအောင်ပဲသီးတွေလည်းပဲဟိုဖြစ်လာပြီဗျာပဲသီးဒီပဲသီးတွေရောင်းပြီးတော့ခုနပြောလို့ရွှေဝယ်လို့ရတယ်ဆိုတဲ့ဆိုရိုးစကားကိုပြောတာပါတကယ်တမ်းပြောရရင်ကျွန်တော် channel ရထွက်တဲ့သီးနှံမှန်တယ်မြတ်ကျွန်တော်တခုမှကျွန်တော်ရောင်းမစားပါဘူးကျွန်တော်ဘာလုပ်လဲကျွန်တော်ရဲ့တကယ်ချင်းအပေါင်းအသင်းမိတ်ဆွေအားလုံးကိုကျွန်တော်လက်ဆောင်ပေးတယ်ဆိုတာအားလုံးသိပြီးသားပါခရမ်းသီးတို့ကလည်းလက်ဆောင်ပေးတယ်ဟိုရီးစရာဟာတအနေနဲ့ဒါကျွန်တော်ရှောက်ပြီးတင်လာပေါ့အေးပဲသီးတီးတော့လေကျွန်တော်လက်ဆောင်ပေးမှာပါပဲဘသူ့ကိုအဓိကထားပြီးပေးကြလာလဲဆိုရင်ကျွန်တော်နဲ့အတူလုတ်ဖို့တိုင်မဲ့ဖြစ်တဲ့ကိုလာဟန်နဲ့ကိုဘဲတော့ပေါ့နော်ကိုလာဟန်ကိုဘဲတော့ဒီစိန်တူအားကြောင့်နာမည်ကြီးတယ်လို့စိန်တူအားဒီလေကိုလာဟန်ကိုဘဲတော့ကြောင့်နာမည်တစ်လုံးရခဲ့တာဖြစ်ပါတယ်အဲ့ဒါကြောင့်ဟိုသူတို့ကိုကျွန်တော်မေတ္တာရှိတယ်မတွေ့တာလည်းကြာပြီပေါ့နော်သူတို့ကတော့အနုပညာလောကနဲ့ပြန်လဲပြီးတော့ရှင်သန်နေတဲ့အခါဒီရက်ဒီခါတွေကတော့ပွဲတွေထွက်ကြတယ်ပေါ့နော်ကျွန်တော်မှာတော့အနုပညာနဲ့နည်းနည်းအလှမ်းကွာသွားပြီပေါ့နော်ကျွန်တော်အလှမ်းကွာသွားတဲ့အတွက်ကျွန်တော်ဒီအချိန်မှာကျွန်တော်ခြံလုပ်ငန်းလေးကိုပဲတီးပင်စားပင်လေးတွေစိုက်ပြီးတော့ကျွန်တော်နေတယ်ပေါ့နော်အဲ့တော့ကိုလက်ဟန်နဲ့ကိုပဲတော့ကျွန်တော်တကယ်ပါဟိုကျွန်တော်ရဲ့လုတ်ဖို့တိုင်ဘက်တွေအဖြစ်ကျွန်တော်လွန်းပါတယ်ခုပဲသီးတွေတီးနေပြီဗျာကျွန်တော်ခင်ဗျားတို့ကိုကျွန်တော်လက်ဆောင်ပေးခြင်းနဲ့ဒါပေမဲ့ကျွန်တော်မလာအောင်ရေလောင်းရတယ်ပေါင်းနှုတ်ရတယ်ဆိုတော့အဲ့တော့ကိုလက်ဟန်ခင်ဗျားအရင်မလာပါနဲ့ကိုပဲတော့ကိုကျွန်တော်စီကိုအရင်လွတ်ပေးပါကိုပဲတော့ကဟိုကားလည်းကောင်းတယ်ဗျကလူကားကြီးနဲ့ကျွန်တော်လည်းကလူကားကိုပဲတော့စီတာကိုမမြင်ဘူးသေးဘူးအဲ့တော့ကလူကားကားနဲ့ကျွန်တော်နေတဲ့ပြည်ဦးလွင်ကိုလွတ်ပေးပါသူကားကစုံကားဆိုတော့ကျွန်တော်စီကိုပဲတော့မားရက်ကိုလာဖို့ရအတွက်အကြောင်းကြားပေးပါနော်ကိုပဲတော့မားရက်ကိုကျွန်တော်စီလာကအလွန်ကုန်မှစီ၄၅အခါလန်ပေါ့ဘာမှမကုန်ပါဘူးကျွန်တော်အပြန်ကြရင်ပဲသည်ကျွန်တော်ပေးလိုက်ချင်လို့ပါကိုပဲတော့နောက်ရက်ကျရင်တော့ကိုပဲတော့လာပြီးရတယ်ကိုလာဟန်ခင်ဗျားလာခဲ့နော်ကိုလာဟန်ကမာကားဆိုတော့စုံရက်လာခဲ့ကိုလာဟန်နော်စုံရက်လာခဲ့ခင်ဗျားကဟိုက်ချက်ဆိုတော့လာခဲ့ရင်စီသိမ့်မကုန်ပါဘူးအလွန်ကုန်မှနှစ်ခါလာသုံးခါလာပေါ့ကိုကဒါလောက်ပုံမှာကျွန်တော်စီကပဲသည်အပြန်ကြယူသွားသိလားလာခဲ့ပါဗျာကျွန်တော်လွန်းလို့ပါလာပြအောင်လာခဲ့နော်ကိုပဲတော့ကိုလာဟန်မလာရင်စိတ်ဆိုးမှအဟုတ်ပြောတာဒီရက်ဒီခါကိုရောက်အောင်လာခဲ့နော်စုံမအတွက်ပြီးတော့လာခဲ့စုံကားကမားရက်လာခဲ့မာကားကစုံရက်လာခဲ့ဒါပဲနော်မလာရင်ထားစိတ်ဆိုးမှတော့ပဲပြီးပေးမလို့ဒီက